ရေအောက်ထဲမှာအာဟိုင်ဟာအလွန်ရှားပါပြီးတမိုးကြီးလာတဲ့တောရိုင်းကြောင်ငါးကြီးတွေကိုရှာတွေ့ခဲ့ပြီးကုန်းပေါ်ကိုအသက်လူဆွဲတင်ပေးခဲ့ပါတယ်။ဒါပေမဲ့တချန်ဟာကြက်ငွေသိန်းတန်းကျော်တန်တဲ့ဒီငါးတွေကိုမြင်လိုက်တာနဲ့လောဘဇောတက်လာပြီးအာဟိုင်ရဲ့အသက်ငယ်ကျိုးကိုဓာတ်နဲ့ဖြတ်ကာပင်လယ်နက်ထဲမှာတေလူဖြစ်စွန့်ပစ်ထားခဲ့ပါတယ်။တေတွင်းဝါထဲရောက်သွားပေမဲ့အမေကိုကယ်တင်ရအောင်မယ်ဆိုတဲ့စိတ်ဓာတ်နဲ့အာဟိုင်ဟာအရှုံးမပေးပဲကွယ်လွန်သူအဖေချန်ထားခဲ့တဲ့ရေအောက်မြေပုံဟောင်းလေးကိုအသုံးချပြီးရေစီးကြောင်းကျန်းတွေကြားကနေအသက်ရှင်လျက်လွတ်မြောက်လာခဲ့ပါတယ်။သူရောက်သွားတဲ့နေရာဟာအဖေမြေပုံထဲကအတိုင်းရတနာတွေပြည့်နှက်နေတဲ့လှုပ်ဝက်အေးဆန်းအော်ဖြစ်နေတာကိုအံ့ဩဖွယ်တွေ့ရှိသွားခဲ့ပါတယ်။ရက်အနှဲငယ်ကြာမှအာဟိုင်ဟာအသက်ရှင်လျက်ပြန်ရောက်လာပြီးညဈေးတန်းမှာလက်ဆက်တဲ့ကြောင်ငါးတွေကိုစတင်ရောင်းချခဲ့ပါတယ်။ဒါပေမဲ့ဈေးကွက်ကိုစိုးမိုးထားတဲ့လူမိုက်တွေနဲ့တချန်တို့ကသူ့ငါးတွေကိုမလက်ဆက်ဘူးဆိုပြီးဆွဆွဲဖျက်ဆီးဖို့ကြိုးစားလာတဲ့အခါအာဟိုင်ကငါးကိုချက်ချင်းအကွင်းလိုက်လီးကလူတွေရှိမှတင်လက်ဆက်ဆက်မိခင်ပြလိုက်ပါတယ်။လက်ဆက်လုံးတဲ့ငါးအနှံ့ကြောင့်လူတွေတိုးကျိတ်ဝယ်ယူကြသလိုစားတောက်ဆိုင်လုပ်ငန်းရှင်တထေးမှစူးဆုံးကိုယ်တိုင်ရောက်လာပြီးဒီဆိုင်လုံးမှာရှိတဲ့ငါးတွေကိုအကုန်သိမ်းကျုံဝယ်ယူသွားခဲ့ပါတယ်။ဒါအပြင်စူးဆုံးဟာနောက်ပတ်မှာဖွင့်မဲ့စားတောက်ဆိုင်ကြီးအတွက်ပိတာချင်းထောင်ချီတဲ့ရေနက်ငါးအရှင်တွေပေးသွင်းဖို့အာဟိုင်နဲ့ကြီးမားတဲ့စာချုပ်တစ်ခုချုပ်ဆိုလိုက်ပါတယ်။ဒါကိုမနာလိုဖြစ်တဲ့တချန်ကအာဟိုင်ငါးမဖမ်းနိုင်အောင်ဈေးကွက်ထဲကငါးဖမ်းပစ္စည်းဆိုင်တွေကိုအကုန်လိုက်ပိတ်ပင်ခဲ့ပါတယ်။ဒါပေမဲ့အာဟိုင်ဟာအဖေရဲ့မိတ်ဆွေဟောင်းဦးလေးပူစီကနေရှေးရိုးရာဝါနဲ့ရက်လုထားတဲ့ရေနက်ပိုက်ကွန်တွေကိုရယူနိုင်ခဲ့ပြီးပင်လယ်ထဲကိုထွက်ခွာလာခဲ့ပါတယ်။တချန်ရဲ့အမြန်ရေရင်တွေကနောက်ကနေလိုက်တိုက်ဖို့ကြိုးစားပေမဲ့အာဟိုင်ရဲ့ကြောက်တန်းကြားရေလမ်းကြောင်းဉာဏ်ပညာကြောင့်တချန်ရဲ့လှေတွေကြောက်ဆောင်တွေနဲ့တိုက်မိပြီးပျက်စီးကုန်ပါတယ်။လှုပ်ဝက်ပင်လယ်အော်စီရောက်သွားတဲ့အာဟိုင်ဟာရာစုနှစ်ပေါင်းများစွာတက်တန်းရှိတဲ့ရှားပါပလဲနီခုံးကြီးတွေကိုရေအောက်ထဲကနေဆယ်ယူနိုင်ခဲ့ပါတယ်။ဒီပလဲနီကြီးရဲ့တန်ဖိုးဟာအမေရဲ့ခွဲစိတ်စရိတ်အတွက်လိုအပ်နေတဲ့ငွေ9သိန်းကိုချက်ချင်းပြည့်မီသွားစေခဲ့ပြီးတချန်ကိုလူတွေရှိမှအရှက်ရစေခဲ့ပါတယ်။အာဟိုင်အောင်မြင်လာတာကိုမခံမရပ်နိုင်ဖြစ်တဲ့တချန်ဟာရွာကပင်လယ်ပြင်ပိုင်နက်တွေကိုအာဏာသုံးပြီးသိမ်းပိုက်ကတဘာဝပတ်ဝန်းကျင်ကိုပျက်စီးစေတဲ့ဓာတုငါးကန်ကြီးတွေစတင်လှုပ်ဆောင်လာပါတယ်။ရွာသားတွေကိုနှင်ထုတ်ဖို့ကြိုးစားချိန်မှာစူးဆုံးကိုယ်တိုင်ငွေကြေးအပြည့်စုံနဲ့ရောက်လာပြီးအာဟိုင်တို့ရဲ့တဘာဝဂေဟစနစ်ငါးဖမ်းလုပ်ငန်းကိုရွာသားအလုံးရှယ်ယာပါဝင်နိုင်အောင်ယင်းနှိမ့်မြုပ်နှံပေးလိုက်ပါတယ်။တချန်ဟာလင်းမြန်စွာကြီးထွားအောင်ဓာတုဆေးတွေအလွန်ကျွံသုံးဆွဲခဲ့တာကြောင့်ပင်လယ်ပြင်မှာနှစ်တရာအတွင်းအဆိုးရွားဆုံးအနီရောင်ဒီရေဆိုးကြီးဖြစ်ပေါ်လာပြီးတချန်ရဲ့ငါးကန်တွေအကုန်စိတ်တင်ကငါးတွေတေဆုံးကုန်ပါတယ်။ငွေကျပ်350ထိအကျွေးတင်သွားတဲ့တချန်ဟာဒေဝါလီခံရပြီးကျွေးရှင်တွေရဲ့ဖမ်းဆီးရိုက်နှက်ခြင်းကိုခံလိုက်ရပါတော့တယ်။တစ်ဖက်မှာတော့အာဟိုင်ရဲ့စူးစမ်းမှုကြောင့်အမေဖြစ်သူကျမ်းမာရေးပြန်ကောင်းလာခဲ့ပေမဲ့ဒီရေဆိုးကြောင့်မြို့ပေါ်ကိုငါးရှင်တွေပို့ဖို့လမ်းကြောင်းတွေအကုန်ပိတ်ဆို့သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာအမေဖြစ်သူကအဖေပြောပြခဲ့မှုတဲ့ရေအောက်လှုပ်ဝက်ရေစီးကြောင်းလမ်းကြောင်းအကြောင်းလမ်းညွှန်ပေးခဲ့တာကြောင့်အာဟိုင်ဟာငါးကန်တွေကိုရေနက်ပိုင်းစီလှုပ်ဝက်ချထားပြီးအစိတ်တင်ရေတွေကိုအောင်မြင်စွာကျော်လွှားနိုင်ခဲ့ပါတယ်။ဒါပေမဲ့ပုံမကြီးမားတဲ့ရန်သူဖြစ်တဲ့မြို့ပေါ်ကစားတောက်ကုန်လုပ်ငန်းရှင်ဥက္ကဋ္ဌကြောက်ရောက်လာပြီးအာဟိုင်ရဲ့ငါးတဲ့ယူပို့ဆောင်ရေးအေးခန်းကားတွေနဲ့ရေခဲစက်ရုံတွေကိုအကုန်ပိတ်ဆို့ဖျက်ဆီးပစ်လိုက်ပါတယ်။ငါးတွေမြို့ပေါ်မရောက်ပဲပုတ်တိုးသွားအောင်ရည်ရွယ်ပြီးလှုပ်ဝက်အော်ကိုဈေးပေါပေါနဲ့ဝယ်ယူဖို့ချင်းချောက်လာခဲ့ပါတယ်။အာဟိုင်ဟာအရှုံးမပေးပဲရှေးဟောင်းတစ်သားလေးတွေကိုတဘာဝမြည်ရည်စီစနစ်ပါတဲ့ရေရှင်ကန်တွေအဖြစ်တညရဲနဲ့ပြုပြင်ဖန်တီးလိုက်ပါတယ်။ကုန်းလန်းကကားလမ်းတွေအကုန်ပိတ်ဆို့ခံထားရပေမဲ့မြစ်တွင်းလမ်းကြောင်းကနေတဆင့်စူးဆုံးရဲ့စားတောက်ဆိုင်နောက်ဖေးစိတ်ကန်းစီကိုငါးရှင်တွေအပြည့်စုံရောက်ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ဒေါသထွက်သွားတဲ့ဥက္ကဋ္ဌကြောက်ဟာလာမဲ့စားတောက်ကုန်ပြိုင်ပွဲကြီးမှာနာမည်ကြီးမီချလင်စားဖို့မှုနဲ့လေရင်နဲ့တင်သွင်းလာတဲ့ဧကရစ်ကနန်းကြီးတွေကိုတုံးပြီးအာဟိုင်တို့ကိုအပြတ်ချေမှုမှုကြံစီပါတော့တယ်။အာဟိုင်ကလည်းပြိုင်ပွဲမှာအနိုင်ရဖို့အတွက်ပင်လယ်ရေအောက်ဂူနက်ကြီးတွေကိုအသက်ဆုံဆင်းပြီးဒန်နာရီလာနဂါးပုဆုံအေယာမကြီးကိုအောင်မြင်စွာဖမ်းဆီးနိုင်ခဲ့ပါတယ်။ပြိုင်ပွဲစဉ်မြင့်ထက်မှာဥက္ကဋ္ဌကြောက်ကအာဟိုင်တို့ရဲ့ gas pipe တွေကိုတိတ်တဆိတ်ဖြတ်တောက်ပြီးမီးမသုံးနိုင်အောင်ထပ်မံရုပ်မာခဲ့ပါတယ်။ဒါပေမဲ့အာဟိုင်ဟာရှေးဟောင်းရေစားခြင်းမီးသွေးဖုန်နည်းပညာကိုသုံးပြီးနဂါးပုဆုံကိုအမခန်းမီးဖုတ်ပြလိုက်တဲ့အခါတရားသူကြီးချုပ်ကိုယ်တိုင်အံ့အားသင့်ကဥက္ကဋ္ဌကြောက်ရဲ့ဧကရစ်ကနန်းကိုလုံးဝအလဲထိုးပြီးချန်ပီယံဆုကိုစုခူးသွားခဲ့ပါတယ်။ပြိုင်ပွဲမှာအရှက်တကွဲရှုံးနိမ့်သွားတဲ့ဥက္ကဋ္ဌကြောက်ဟာအယူမဲသားကျွေးတယ်လို့ဖြစ်သွားပြီးအာဟိုင်တို့ရဲ့လှုပ်ဝက်အေးဆန်းအော်ကိုလုံးဝဖျက်ဆီးပစ်ဖို့အေယာမရေခဲခွဲတင်မောကြီးတစ်စင်းကိုမောင်းနှင်ခိုင်းကရေလုတ်ကွက်တွေစီတိုက်ရိုက်ဝင်တိုက်ခိုင်းပါတော့တယ်။အခြေအနေအလွန်အမင်းအရေးပေါ်နေချိန်မှာအာဟိုင်ကအကြံထုတ်ပြီးလှေရဲ့ပင်မထိန်ကျိုးတွေကိုဖျက်ချလိုက်ကရေအောက်ဝါပိုက်ကွန်တွေကိုတင်မောရဲ့ပန်ကာထဲပတ်မိသွားအောင်ပြုလုပ်လိုက်ပါတယ်။ပန်ကာတွေပိတ်မိသွားတဲ့ရေခဲခွဲတင်မောကြီးဟာလမ်းကြောင်းလွဲပြီးကြောက်ဆောင်တွေနဲ့တိုက်မိကတိမ်မောက်မဲ့ဆဲဆဲဖြစ်သွားခဲ့ပါတယ်။တင်မောတိမ်မောက်သွားရင်တပင်လယ်လုံးကငါးသားပေါက်နယ်မြေတွေပျက်စီးသွားမှာစိုးရိမ်တဲ့အာဟိုင်ဟာပင်လယ်ထဲခုန်ချပြီးတင်မောကြောက်စုကိုကြောက်ဆောင်မှာသွားချိတ်ကရွာသားတွေရဲ့လှေအားလုံးနဲ့ပြန်ဆွဲထိန်ပြီးတဘာဝပတ်ဝန်းကျင်ပျက်စီးမဲ့ဘေးကနေအချိန်မီကယ်တင်နိုင်ခဲ့ပါတယ်။ဥက္ကဋ္ဌကြောက်ရဲ့လုပ်ငန်းစုကြီးဟာလည်းတရားဥပဒေအရဒေဝါလီခံသိမ်းဆည်းခံလိုက်ရပါတော့တယ်။ဒီတိုက်ပွဲအပြီးမှာပင်လယ်ကျမ်းပြင်ကနေတောက်ပတဲ့ရွှေရောင်လင်းနှံတွေထွက်ပေါ်လာပြီးအာဟိုင်ဟာရာစုနှစ်ချီအိပ်ပျော်နေတဲ့အလွန်ကြီးမားလာတဲ့ရွှေပလဲပရင်မကြီးကိုဆယ်ယူရရှိခဲ့ပါတယ်။နိုင်ငံတကာကုန်သည်ကြီးတွေကငွေတန်းပေါင်းရာချီပေးပြီးဝယ်ယူဖို့ကမ်းလှမ်းခဲ့ပေမဲ့အာဟိုင်ကညှင်းပယ်ခဲ့ပြီးရွာရဲ့တဘာဝပြတဲ့ယတနာဖြစ်ထိန်းသိမ်းထားဖို့ဆုံးဖြတ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့အာဟိုင်ဟာရွာသူရွာသားအားလုံးရှိမှပင်လယ်ကြီးကိုလေးစားတန်ဖိုးထားဖို့တားပေါက်ရာသီမှာငါးမဖမ်းဖို့နဲ့ပိုက်ကွန်စိတ်တွေမသုံးပဲအနာဂတ်မျိုးဆက်သစ်တွေအတွက်တဘာဝဂေဟစနစ်ကိုလက်တွဲကာကွယ်ကြဖို့တရားမျှတစွာကြီးညာရင်းပင်လယ်ပြင်ကြီးကိုအောင်မြင်စွာထိန်းသိမ်းဆောင်ရှောက်နိုင်ခဲ့ပါတော့တယ်။